တစ်ချိန်လုံးကချမ်းသာတဲ့ကုမ္ပဏီတစ်ခုရဲ့ CEO တယောက်ရှိတယ်သူ့ရဲ့မိခင်ကသားကိုအိမ်ထောင်မြန်ပြုစေချင်နေတာကြောင့်သားကိုမျက်ကွယ်တွေ့ဆုံပွဲတင်ချက်ခေါ်သွားဖို့အတွက်ကိုရန်တော်တွေပါစေလွတ်ခဲ့ရတယ်ဒါပေမဲ့သားဖြစ်သူကသူ့မှာချစ်သူရှိပြီးသားလို့ညင်းလိုက်တယ်အမေကလက်ခံလိုက်ပေမဲ့လက်ထောက်ဖြစ်သူကတော့မျက်ကွယ်တွေ့ဆုံပွဲကနေရှောင်လဲဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တတိပေးခဲ့တယ်ဒီတစ်ခါမှာတော့ CEO ကသူ့မှာပိုက်ဆံရှိရင်လမ်းဘေးကဗမင်းကလေးကိုမစိုးအလွယ်တကူချစ်သူဖြစ်အောင်လုပ်နိုင်တယ်ဆိုပြီးမမာနာနဲ့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့သူချစ်သူရှာဖွေရေးစစ်စင်ရေးကိုစတင်လိုက်တယ်ခဏအကြာမှာပဲသူဟာမင်းကလေးတယောက်ကိုတွေ့လိုက်ရပြီးမြင်မြင်ချင်းပဲစိတ်ဝင်စားသွားတဲ့ကားပေါ်ကမစင်းခင်မှာသူဟာလက်ထောက်ကိုသူကအချစ်ရေးမှာဘလောက်တော်ကြောင်ကြွားလုံးထုတ်လိုက်သေးတယ်သူဟာမင်းကလေးစီသွားပြီးချစ်သူရှိလားလို့မေးလိုက်တယ်မင်းကလေးကမရှိဘူးလို့ဖြေတော့သူကဒါဆိုဒီနေ့ကစားပြီးမင်းကငါချစ်သူပဲလို့ပြောလိုက်တယ်လက်ထောက်ကအံ့တသွားတယ်သူထက်ပိုအံ့သားစရာကောင်းတာက CEO ကလက်ထက်ခွင့်တောင်းတဲ့လက်စွပ်ကိုထုတ်ပြလိုက်တာပဲမင်းကလေးကသူ့ကိုယူနေတယ်လို့ထင်သွားတယ်သူမကကျမအခုမှကောလိပ်ကျောင်းသူပဲရှိသေးတယ်ချစ်သူထားဖို့စိတ်မဝင်စားဘူးလို့ပြက်ပြက်သားသားပြောပြီးညှင်းလိုက်တယ်မင်းကလေးတယောက်ကသူ့ကိုညှင်းပယ်လိုက်မယ်လို့ CEO ကလုံးဝမထင်ထားခဲ့ဘူးအမေရဲ့အတင်းကျပ်လက်ထပ်ပေးမဲ့အစီအစဉ်ကိုရှောင်ဖို့သူဟာနိုင်ငံခြားကိုထွက်ပြေးသွားတယ်ဒါပေမဲ့သူ့မေကလက်ထပ်ပေးဖို့စီစဉ်ထားတဲ့မင်းကလေးဟာသူ့လမ်းပေါ်မှာလက်ထပ်ခွင့်တောင်းခဲ့တဲ့မင်းကလေးဆိုတာကိုသူမသိခဲ့ဘူး CEO နိုင်ငံခြားကိုထွက်ပြေးပေမဲ့သူ့မေကတော့မင်းကလေးနဲ့သူ့ကိုအတင်းကျပ်လက်ထပ်ပေးခဲ့တယ်3နှစ်ကြာပြီးနောက် CEO ဟာအဲ့ဒီမင်းကလေးကိုပြန်ရဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပြန်လာခဲ့တယ်သူမင်းကလေးရဲ့အိမ်ရှိရောက်တော့သူ့ရဲ့ပထွေးမေကမင်းကလေးကိုအိမ်ထဲကနေဆွဲထုတ်ပြီးအပြင်ထုတ်နေတာကိုတွေ့လိုက်ရတယ်မင်းကလေးဟာပိုင်ဆိုင်မှုလွှဲပြောင်းရေးစာရွက်စာတမ်းကိုလက်မှတ်ထိုးခိုင်းဖို့ပဲလာခဲ့တာပါဒါပေမဲ့ပထွေးမေကသူမကိုအဆက်ခွဲပြီးမောင်းထုတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲ CEO ကမင်းအကလေးကိုကယ်တင်ဖို့ရှေ့ကိုတိုးလာခဲ့တယ်